ပရလောကဝတ္ထုစာတမ်းများကိုအမြဲတင်ဆက်ပေးနေမှာမလို့ကျွန်တော်ရဲ့ MTC YouTube Channel လေးကိုလည်း Subscribe လေးလုပ်ခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်ခင်ဗျာတည်ပြီးသားအလောင်းကိုရက်ွက်ထဲသို့ပြန်တက်လာတော့အခါစာရေးသူ10တန်းပြည့်ရဲ့နဲ့ရန်ကုန်တိုင်းကွန်းချံကုန်းမြို့နယ်မှာအထကတင်နဲ့အထကနဲ့ဆိုပြီးအထက်တန်းကျောင်းတစ်ကျောင်းရှိတယ်စာရေးသူကတော့အထကတင်မှာကျောင်းတက်ခဲ့တာပေါ့စာရေးသူတို့မိသားစုကကွန်းချံကုန်းမြို့နယ်ကလန်ဒလန်ထဲမှာနေကြတယ်နေတဲ့နေရာတောင်ပိုင်းလို့မဆိုနိုင်ပေမဲ့မြို့လယ်ပိုင်းတော့လည်းမကြပြန်ဘူး။မွေးကလေးကအဲ့ဒီလမ်းမှာနေခဲ့တာ10တန်းရောက်ချိန်ထိတရေတစီနဲ့ပတ်သက်လို့လမ်းထဲမှာဘာညာညာတစ်ခါမှမကြုံမကြားခဲ့ရဘူး။ကြုံဆုံမှုဖြစ်လာပြန်တော့လေတလန်းလုံးအုံအုံကျွတ်ကျွတ်ဖေးခဲ့ရတဲ့ဖြစ်ကတော့လမ်းထဲကကိုဝန်ဆောင်မျိုးသမီးတယောက်စီးရုံတက်ပြီးဖွာရကနေစခဲ့တာပါပဲ။ဖြစ်ပုံကတော့အဲ့ဒီမျိုးသမီးကစီးရုံမှာမိဖွာရကနေကလေးအသက်ပဲရလိုက်တယ်။မိခင်တက်ကိုတော့ဆရာဝန်တွေကစွန့်လွတ်လိုက်ရတယ်။အဲ့ဒီမျိုးသမီးရဲ့နိုင်ရေးတဲ့ရင်ကိုသူ့မိသားစုဝင်တွေကလွဲလို့လမ်းထဲမှာနေတဲ့လူတွေအဲ့ဒီချိန်မှာဘယ်သူမှမသိကြသေးဘူး။သူတို့မိသားစုချင်းချင်းတိုးတိုးတိတ်တိတ်တိုင်ပင်ကြပြီးကွယ်လွန်သူရဲ့ကြံရစ်တဲ့ခန္ဓာကိုယ်ကိုအိမ်ပြန်တယ်ဖို့လုပ်ကြပါတယ်။ဒီကိစ္စတွေကလည်းနောက်ပိုင်းရက်ွက်ထဲမှာပြဿနာတွေကြုံလာချိန်မှာကာယကချင်မိသားစုတွေစီကဝန်ခံကြလို့သိကြရတာလို့ဆိုပါတယ်။စာရေးသူတို့စီမှာအဲ့ဒီကာလရဲရွာပြင်ပမှာအဖိတ်အစင်ဖြစ်ရင်အလောင်းကိုအရက်သေးလမ်းနဲ့ပြန်သေးတာမျိုးကိုလုံးဝလက်သင့်မခံကြချေ။ရွာနာတဲ့လက်သိတယ်ဆိုပြီးအယူဆွဲတွေရှိကြပါတယ်။ဒါပေမဲ့သူတို့မိသားစုတွေမှာလည်းရဲရွာကိုထိခိုက်စေခြင်းနဲ့စိတ်မျိုးမချိကြတော့ပေမဲ့သူ့အကြောင်းနဲ့တူမို့အလောင်းကိုပြန်သေးဖို့စီစဉ်ကြပါလေရော။ဆုံးတဲ့လူကညနေလောက်မှဆုံးသွားပြီးဒါပေမဲ့လမ်းထဲကလူတွေကိုအဲ့ဒီသတင်းကိုလုံးဝမပေါက်ကြအောင်ညတကောင်လူကြီးတိတ်ပြီးဆိုတော့မှကွယ်လွန်သူရဲ့ခန္ဓာကိုယ်ကြီးကိုစိုက်ကားပေါ်မှာတင်ပြီးဆေးရုံကနေဆင်းလာတဲ့ပုံစံနဲ့ပြန်တည်လာကြတယ်။နောက်တော့မှတေးပြီးဆိုပြီးလမ်းထဲကလူတွေကိုအကြောင်းကြားလိုက်ပါတော့တယ်။လမ်းထဲကလူတွေကဆေးရုံကဆင်းပြီးမှတာမန်သေးတယ်ပဲဆိုပြီးဘာညာညာလည်းမမေးမတွေးပဲကုညီစရာဝိုင်းဝန်းကုညီပြီးအလောင်းမြေကြအာသူဘကိစ္စတွေပြီးခဲ့ရောဆိုပါတော့အဲ့ဒီအိမ်ကအာသူဘရက်လည်းမလဲခင်မှာလမ်းထဲမှာခါတိုင်းနဲ့မတူတစ်ခုဖြစ်လာတယ်။အဲ့ဒါကတော့လမ်းထဲရခွေးတွေညနေဆောင်နေဝင်ချိန်ရောက်ပြီဆိုတာနဲ့ပဲ့ပဲနဲ့နဲ့ဥကြတော့တာပါပဲ။ဥချက်ကလည်းခါတိုင်းလိုမဟုတ်ဘူးဆွဆွဲငင်ငင်နဲ့ဥတယ်။ပြီးရင်တစ်ခုခုတွေးတဲ့ပုံစံမျိုးနဲ့ထိုးအောင်ကြတယ်။ရက်မလဲခင်တီတော့သူ့ကလေးကိုအဆွဲရှိနေလို့လာတာပဲဖြစ်မှလေဆိုပြီးအရက်ထဲရလူတွေကနားလေပေးကြပါသေးတယ်။ရက်လေပြီးနောင်လေးတွေမှာလည်းခွေးဥတန်တွေကိုသူတို့အိမ်ပတ်ဝန်းကျင်မှာလည်းမဟုတ်တော့ပဲတလန်းလုံးမှာဇက်တိုက်ကြားနေရတော့တခုခုတော့အမားယွန်းရှိနေပြီဆိုတာသတိထားမိကြရပါတယ်။သူတို့သတိထားမိတဲ့အခါအမားယွန်းကိုပို့ပြီးတေချာသွားစေရတော့စပားတိုင်းမှာလှုပ်လှုပ်နေတဲ့စာရေးသူရဲ့ရောက်ဖကြောင့်ပဲဖြစ်ပါတယ်။စာရေးသူရဲ့အမားလည်းယောက်ျားအလောက်ကစပားအဝယ်တိုင်းသူ့အလောက်ကအမြဲတမ်းနှိပါအိမ်ပြန်တော့ကြတတ်တယ်။ပြန်လာပြီဆိုရင်လည်းတစ်ခွက်တက်ဖလားတော့ညတိုင်းနှိပါမောလာတတ်တယ်။ဒါပေမဲ့လူစိတ်ပြောင်းအောင်တောက်တာမျိုးတော့လည်းမဟုတ်ဘူးရေချိန်ကိုက်ပြီးစပိန်နဲ့လို့ကောင်းအောင်တော့ပဲတောက်လာတတ်တာသူစီးတဲ့စပိန်ကစိုက်ကားတွေထဲမှာတွဲတဲ့မောင်ပမာယောက်ျားလေးစပိန်ပါတညတော့ခါတိုင်းလိုပဲသူလည်းအလုပ်ကနေညအတော်မောင်မှစပိန်လေးနေပြီးအိမ်ပြန်လာတယ်ခါတိုင်းညတဲ့ထူးခြားတာတစ်ခုကတော့အဲ့ဒီနေ့ကနွားပေါ်တဲ့နေရာကနေပြီးတော့အမဲသားစိမ့်တွေကိုငါးစင်းကြိုင်ထဲမှာထည့်ပြီးစပိန်လက်ကင်မှာချိန်ရင်အိမ်သူ့ပြန်လာတာညနေအချိန်မတော်ဆိုပေမဲ့ထိုးနာတဲ့လမ်းမီတိုင်တွေရဲ့အလင်းရောင်လေးရှိနေတော့လမ်းပေါ်မှာအရန်တော်မမောင်နေပါဘူးသူစပိန်နှင်းလာရင်နဲ့လမ်းထိပ်ကကုတ်ကိုပင်အောက်ကိုရောက်လာတယ်အဲ့ဒီကုတ်ကိုပင်ကြီးကလည်းယောက်ျားလက်3ဖက်လောက်ရှိတယ်နေကင်းနေ့လယ်ပိုင်းတွေတော့တယောက်တည်းအပင်အောက်ကဖြတ်သွားတဲ့ခါကျရင်တယောက်ယောက်ကအပေါ်ကနေကိုယ့်ကိုလှဲကြည့်နေသလိုမျိုးခံစားရတတ်တယ်ခုတော့နာကိချောင်အဲ့ဒီပင်ကြီးလည်းမရှိတော့ပါဘူးကိုကိုပင်အောင်လဲရောက်ရောသူ့စပိန်ကိုနောက်ကနေရုတ်တရက်အားနဲ့ဆောင်ဆွဲတာကိုခံလိုက်ရပြီးစပိန်ရောလူပါပြက်လဲကျသွားတော့တယ်။စာရေးသူရောက်ပါရဲ့အလောက်ကစပားဝယ်တိုင်းလို့ဆိုတော့ငွေတွေကန်ပြီးတွာလာနေရလို့သူ့လုံခြုံရေးအတွက်တွာလျက်တမြောင်တစ်ချောင်းဆောင်သွားတတ်တယ်။စပိန်ပေါ်ကနေအောက်ကိုပြုတ်ပြုတ်ကျခြင်းပဲသူ့ခါးကြားကနေတမြောင်ကိုဆွဲထုတ်ပြီးသူ့စပိန်ကိုနောက်ကနေဆောင်ဆွဲတဲ့ကောင်ကိုပြတ်သမားဖို့အတွက်ကုန်းထပြီးလဲအချိန်မှာသူမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ကျွတ်ကျနေတဲ့သူ့ပစိုးတော်ပြန်ကောက်မို့အရာပဲအတန်ကုန်အော်ဟစ်ပြီးစာရေးသူတို့အိမ်ဘက်ကိုလှည့်ပြေးလာပါတော့တယ်။
သူမြင်လိုက်ရတဲ့မြင်ကွင်းမှာတော့သူ့စပိန်လက်ကင်မှာရှိထားတဲ့အမဲသားထိတ်ထားတဲ့ငါးစင်းကြိုင်ကြီးကိုလူအကောင့်ထဲမမြင်ရပဲလက်တစ်ဖက်ကလေထဲသို့ဆွဲမြောက်သွားပြီးကိုဝင်ကြီးစီကိုချွေးသွားတာခွေးတွေဟောင်ချက်ဥချက်ဆိုတာလဲတလန်းလုံးဝက်ကိုကွဲရောတဲ့အိမ်ပေါ်ရောက်တော့စာရေးသူရောက်ပါခင်ဗျာဖះเจ้าဆောင်စီအတင်းပြေးသွားပြီးဖះတောက်တော်ကြီးတစ်ခွက်ကပြားကတိစွန့်ပြီးတောက်ချလိုက်ပြီးမှသူကြုံလာတဲ့အကြောင်းတွေကိုတုံတုံကြီးကြီးနဲ့ပြန်ပြောပါတော့တယ်ချွေရောက်ဖလည်းလမ်းပြဖျောက်သွားလိုက်တာတလလောက်နေမှအဖျားပြောက်တော့တယ်သူတရင်ကတလန်းလုံးပြန်သွားပြီးညနေဆောင်ပြီဆိုတာနဲ့လမ်းပေါ်မှာလူသွားလူလာမရှိတော့လောက်တဲ့အထိဖြစ်ကုန်တယ်နေပူမိုးရွာလမ်းတက်ကလဲပြီးသူများအတင်းတုတ်တက်တဲ့အတော်ကြီးတွေလည်းညနေ9 နာရီမထိုးခင်ကိုယ့်အိမ်ကိုမြင်မြင်ရောက်အောင်ပြန်ကြတယ်မိမနိုင်ဖမနိုင်မြောက်လက်မှန်ရှာလိုက်အောင်ဆိုတဲ့လမ်းတွေကမြောက်လွဲကျော်တောက်ကလေးတွေကလည်းခါတိုင်းလိုနေဝင်မိုးချုပ်တီလမ်းပေါ်မှာမစော့ရကြတော့ဘူးပြောရမယ်ဆိုရင်တော့ညနေဆောင်တာနဲ့လမ်းကြီးကတိတ်ဆိတ်ချောက်ပြသွားလိုက်တာများစိတ်ချောက်ချဖို့တော့ကောင်းလာတယ်ပူပြီးတော့မောင်းလာပြီဆိုရင်တော့လမ်းထဲကခွေးတွေကကိုဝင်ကြီးစီကနေစပြီးခွေးစင်ကန်ဦးလိုက်တာလမ်းဆုံးတဲ့အထိအဲ့လိုတညလုံးဦးတန်ပေးတာမနက်ဖုံးကြီးเจ้าကအာယုံတက်အောင်မောင်းခေါက်တော့မှအတန်တွေကတိတ်သွားတော့တယ်တချို့လူကြီးစီကနေတိုးတိုးတိတ်ကြားတာတခုရှိပါသေးတယ်တချို့ညာတွေဆိုရင်လမ်းမပေါ်မှာမိမကြီးတစ်ခုကိုမပီမသားနဲ့တွေ့နေရတယ်တဲ့အဲ့ဒီရှင်တွေတိုင်းရှေ့ဆက်သွားနေရင်မတင်တော်ဘူးဆိုပြီးလမ်းလူကြီးတွေကတခုလုံးဖို့စဉ်းစားကြတယ်ကိုချန်ကုန်းနဲ့9 မိုင်လောက်ကွာတဲ့တရုတ်ကုန်းမှာနာမည်ကြီးအထက်လမ်းပရောကဆရာတယောက်ရှိတယ်ဆိုတဲ့သတင်းကြတော့လမ်းထဲကလူကြီးတွေအဲ့ဒီကိုသွားပြီးလမ်းထဲမှာကြုံနေရတဲ့အကျိုးကြောင့်တွေကိုသွားပြောကြရောပရောကဆရာကိုအကြောင်းဆုံးပြောပြတဲ့ခါကျတော့လမ်းလူကြီးတွေကိုဆရာပြောလိုက်တာကလမ်းထဲကိုအာတုဘလောင်းတစ်ခုကိုတွင်းလာတာရှိလိမ့်မယ်အဲ့ဒီလောင်းတက်လာတော့မှပရလောကသားတယောက်ကပ်ပါလာတာတဲ့အဲ့ဒီမျိုးသမီးကစာရေးသူတို့လမ်းထိပ်ကကိုဝင်ကြီးမှနေနေတာတဲ့ပြီးတော့ထပ်ပြောတာရှိသေးတယ်အဲ့ဒီကပ်ပါလာတဲ့ပရလောကသားကအမျိုးသမီးတယောက်ပဲသူ့လက်မှာလည်းအနည်းနဲ့ထုတ်ထားတဲ့ခလေးတယောက်ပါလာသေးတယ်ဆိုပဲလမ်းထဲမှာလုံးလုံးလက်လက်တည်ထားတဲ့ခလေးတယောက်ကလည်းမကျွတ်မလို့ပဲရှိနေတယ်လို့တေချာတက်အပ်ပြောတာဗျအရက်လူကြီးတွေကမရှိပါဘူးဆိုပြီးပြန်ပြောတော့ဆရာကသူပြောတာမယုံရင်ကျွန်တော်တို့လမ်းထဲကမကြသေးခင်ကနောက်ဆုံးအာတုဘရှာသွားတဲ့အိမ်ကိုတေချာပြန်သွားကြည့်လိုက်လို့ဆိုလို့အာတုဘအင်ရှင်ကိုပါလူလွတ်ပြီးတော့တရုတ်ကုန်းကိုဆင့်ခေါ်ခဲ့ရပါတယ်အာတုဘအိမ်ကလူတွေရောက်လာတော့ဆရာကမင်းတို့လောက်တာမင်းတို့အသိဆုံးပဲနော်ကိုလောက်တဲ့ကိစ္စကြောင့်မင်းတို့လမ်းထဲမှာဘာတွေဖြစ်နေလဲဆိုတာမင်းတို့လည်းသိမှာပဲကိုပြစ်ကိုဖုံးမထားခြင်းသမ်းပါနဲ့ဆိုတော့မှအကြောင်းအရာအားလုံးကိုတိတိကျကျအားလုံးသိလိုက်ရပါတယ်ပယောဂဆရာကစာရေးသူတို့လမ်းထဲကလူတွေအားလုံးအိမ်တိုင်းလုပ်ရမယ့်အစီအစဉ်တွေကိုတခါတည်းပြောပြပေးလိုက်ပါတယ်ညနေ6 နာရီထိုးမှအိမ်တိုင်းဖျောင်းနိုင်ထုံးပြီးတန်မုံတီးရမယ်ပြီးတော့တန်မုတ်တွေခါရတော့ကိုလည်းရွကြပါလို့မှားလိုက်သေးတယ်နောက်ပြီးတော့ဆက်မှာလိုက်တာကတခုရှိသေးတယ်အဲ့ဒါကတော့လမ်းထဲမှာနေထိုင်နေမကောင်းတဲ့လူတွေရှိရင်အထူးသဖြင့်လေဖြတ်ထားတဲ့လူမမာတွေရှိနေရင်အထူးပြုစိုက်ကြပါလို့မှာလိုက်ပါတယ်လမ်းထဲမှာလူတွေအဖိတ်အစင်ထပ်ဖြစ်လေုံပဲတေချာတတိထားနေကြလို့လည်းတေချာမှာလိုက်ပါသေးတယ်ပယောဂဆရာပြောလိုက်တာတွေကအမှန်တည်းကြည့်ပဲလို့တတိချမယုံကြည်သေးပေမဲ့ယုံကြည်ရလောက်တဲ့ဖြစ်ရတွေကလမ်းထဲမှာစတိုက်ဆိုသလိုဖြစ်လာပါတော့တယ်ဆရာမှာလိုက်တဲ့အတိုင်းပဲညနေဆောင်မှာအိမ်တိုင်းမိတိုင်တို့တမုတ်တွေခါတာယူကြလို့ခါတိုင်းလိုခွေးတွေညလုံးပေါက်ဦးတဲ့အတန်တွေကိုမကြားရတော့ပေမဲ့တိတ်မကြခင်မှာပဲလမ်းတွေကလေဖြတ်ထားတဲ့လူမမာတယောက်ဆုံးသွားတော့တယ်အဲ့ဒီလူပြီးတော့နောက်တစ်ရက်မှလည်းရှေ့စင်နောက်စင်ဆုံးသွားကြပြန်တယ်အဲ့ဒီဒုတိယအိမ်ကအာသူဘရမလဲသေးကမှပဲနောက်တစ်အိမ်နောက်တစ်ယောက်ထပ်ဆုံးသွားပြန်တယ်ဒီလိုနဲ့လမ်းထဲမှာမသားအိမ်တွေကတအိမ်ပြီးတအိမ်တိုးပွားလာတာတချို့ဆိုလမ်းထဲမှာတော့မနေရကြတော့လို့အိမ်လုံးကျတခြားနေရာမှာသွားနေကုန်တဲ့နောက်ဆုံးတော့ဖះကူကုသရနေပဲတုံးကြရတယ်လမ်းထဲကိုဖုံးကြီးတွေပင်ပရိတ်တရားနာအမြဝေးရေစက်ရှာအတန်မစဲပထမ်းပွဲတွေပါလောက်ကြတော့မှပဲကျွန်တော်တို့လမ်းထဲအချင်းချင်းတွေတိုင်းပုံမှန်ပြန်ဖြစ်သွားတော့တယ်အရာရာအရင်လိုဖြစ်သွားခဲ့ကြပေမဲ့အပြောင်းလဲကြီးပြောင်းလဲသွားတာတခုတော့ရှိပါတယ်အဲ့ဒါကတော့ကိုပင်အောက်ကနေပစိုးမပါအောက်ပိုင်းပလာနဲ့တကူတော်မာရဲတုံပွဲကြီးကိုဆင်နွှဲခဲ့တဲ့စာရေးသူရဲ့ချွေရောက်ခါကြီးကတော့အရက်ကိုယာတက်ပံဆွတ်လွတ်သွားခြင်းသာဖြစ်ပါတယ်ခင်ဗျာနားသိမိကြတဲ့ပြည်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ပရလောကဖြစ်ရမယ့်ဇာတ်လမ်းများကိုနားထောင်ကြနေဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လေးလုပ်ခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်အားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာ